ကျွန်တော်ရဲ့ကိုရီးယားခီးစဉ်အကြောင်းပြောပြမယ်။မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ကိုရီးယားခီးစဉ်နဲ့ပတ်သက်ပြီးအကြောင်းတွေကိုလည်းမျှဝေချင်တယ်ပေါ့နော်ကျွန်တော်ဘယ်တော့မှကိုရီးယားကိုစပြီးတော့ပြင်ဆင်ခဲ့တာလေပြီးအချိန်ဘယ်လောက်ကြာခဲ့ရလဲဒီကြားထဲမှာမရောက်ခင်ကြားထဲမှာကြုံခဲ့ရတဲ့အခြေအနေလေးတွေပတ်သက်ပြီးကျွန်တော်မျှဝေချင်ပါတယ်။ Okayကျွန်တော်ကိုရီးယားကိုစပြီးတော့ try နာတာကျွန်တော်2025ပြင်ဆင်တာပေါ့နော်10လပိုင်းမှာစပြီးပြင်ဆင်တယ်အဲ့မှာ passport တွေပေါ့နော်ကျွန်တော်အရင်တော့ EBS try ထားဘူးတဲ့သူလုပ်ထားဘူးတဲ့ဆိုတော့အဲ့မှာကျွန်တော် passport PG ကနေ PE ကိုပြောင်းတယ်ပေါ့နော်16သိန်းလောက်ခုနဲ့တခြားဟာတွေပိုင်းနဲ့ဆိုတော့20လောက်ခုနဲ့ပေါ့နော်အဲ့မှာစပြီးတော့ try နေ try နာကပထမဆုံးကတကယ်တမ်းကျွန်တော်3လပိုင်း intake တော့ကိုပြင်ဆင်တာပေါ့နော်10လပိုင်းဆိုတော့ကျတော့ဒီ12လပိုင်း intake ကတော့တရားပေါင်းမှပြီးတော့3လပိုင်း intake ကိုရကျင်တာပေါ့နော်အမှ agency တွေကပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအကြောင်းဘယ်လိုလဲဆိုတော့အကြောင်း3လပိုင်းမှာကိုအကြောင်းမဖြစ်ခဲ့ဘူးเนาะဒီရောက်ဖို့အတွက်ဘယ်လိုလဲဆိုတော့ block cancel ခဲ့တယ်ဆိုတော့3လပိုင်းမှာအဲ့လိုကျောင်းမှာရန်ကုန်မှာသွားပြီးတော့ဝင်ခွင့်တွေဖြည့်တယ်เนาะကိုရီးယားဆောင်ပွဲတွေကျောင်းဝင်ခွင့်တွေဒီကျွန်တော် Seoul Theological University ဆိုတာရှိရဲအဲ့ဒါနေပြီးတော့ဒီဟွာနေပြီးတော့ရန်ကုန်မှာလာပြီးတော့ဝင်ခွင့်ဆောင်ပွဲလာတော့အဲ့မှာကျွန်တော်ဝင်ခွင့်အောင်တယ်ဖြစ်ချင်တော့ဒါအကုန်လုံးလုံးသိရကိုရီးယားလာမယ်ဆိုရှင်ခက်ခဲတဲ့အရာ C ပုံကင်မှာကအဲ့လိုပုံစံမျိုးကျွန်တော်ကသူတို့ခေါ်ဘယ်လိုလဲဆိုတော့ကျတော့ visa တွေပါချပေးတဲ့အချိန်မှာချပေးတဲ့ interview တွေပါရနေပြီ visa ပါလုပ်မဲ့အချိန်ကျမှဆိုတော့ C ကနောက်ကျနေခဲ့ C ကတော့ KC နဲ့လောက်တာပေါ့နော် KC ကဒီတစ်လပိုင်းကုန်ပထမတော့ပြောတာအကြောင်းဘက်ကပြောတာဆိုတော့တစ်လပိုင်းကုန်တိစောင့်ပေးမယ်တကယ်တမ်း25ရက်နေ့ပေါ့နော်တစ်လပိုင်း25ရက်နေ့မကုန်ခင်မှာရတဲ့အခါမှာကျတော့လေသူအကြောင်းဘက်ကနေ cancel လုပ်ရတာ C နောက်ကျလို့ပါညာဆိုပြီးအကြောင်းပြချက်အဲ့တော့ဆိုဒီကကိုကဘယ်လိုလဲဆို interview တွေလည်းအောင်ပြီးသွားပြီးမျော်လင့်ချက်ကတော်တော်ကြီးကိုအဲ့လိုမျိုး high expectation ဖြစ်ခဲ့တာဆိုတော့အဲ့လို cancel လေးဖြစ်သွားပြီဆိုလည်းပြောကျွန်တော်တော်တော်လေးကိုမှ2ရက်3ရက်လောက်အဲ့လိုစိတ်နဲ့လူနဲ့မကပ်ပြီးတော့စာမဝင်အိမ်မပြောတော့မှအဲ့လိုမျိုးစိတ်ကိုဖြစ်သွားခဲ့ခိုက်တဲ့ရှေ့ဘာလို့ဆိုတော့ကိုကဒီ3လပိုင်း intake ကိုတော်တော်ကြီးကိုအားခဲတာပါဘာလို့ဆိုတော့အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံရဲ့အခြေအနေဆိုတာကအများတန်းပြင်မလားပြန်စိုးဘက်ကိုပဲဖြစ်နေဆိုတော့နေကြပေါက်ကဒီနိုင်ငံကြီးကနေအများကြီးအမြန်ဆုံးရုံးထွက်ချင်တယ်ပေါ့နော်အဲ့တော့3လပိုင်းဟာ intake တစ်ခုလည်းမရွှေ့ချင်ဘူးပြီးတော့နိုင်ငံရေးအခြေအနေရတယ်တဖြည်းဖြည်းဆိုးလာနေတဲ့အချိန်မှာငါဘာအဲ့လိုဘယ်လိုဆိုမရရင်ဘယ်လိုလုပ်မလဲဆိုစိတ်ကြီးကအမြဲတမ်းကိုဘယ်လိုပြောမလဲအမြဲတမ်းကိုနာကျင်နေရတာပေါ့နော်အဲ့တော့3လပိုင်းမရအောင်ဒါပေမဲ့မရဘူးဆိုဆရာမတွေကတော့ကိုနှစ်သိမ့်ပါတယ်အဲ့လိုမျိုးဒီရောဒါအဲ့လိုမျိုးဖြစ်နေပေါ့ဟိုအားမငယ်တယ်ပေါ့နော်မှဒါ6လပိုင်း intake တယ်လုပ်လို့ရတာပဲစာလောင်းပူကြီးချိန်ရပဲဆိုပြီးအဲ့မှာပေါ့နော်ကျွန်တော်ဂျားမှာသင်တန်းတွေတက်တယ်ပေါ့နော်3လပိုင်း intake ဟောင်းဖြစ်တဲ့အချိန်မှာသင်တန်းတွေတက်တယ်ကိုရီးယားစာ level သင်တန်းတွေပေါ့ကျွန်တော်ကကျတော့တခုရှိသေးပါတော့ကျွန်တော်ကကျတော့ English track နဲ့လာကျင်တာတကယ်တမ်းကျတော့လေဒီကို English track နဲ့လာကျင်တာ English track နဲ့လာရတဲ့အခါမှာဘာလဲဆိုတော့ဒီ6လပိုင်းလည်းတကယ်တမ်း English track နဲ့လာမလို့ဟာမှာကျွန်တော်က IELTS ဖြေတဲ့ဟာက result ကနောက်ကျတာပေါ့နော် result ကနောက်ကျတာဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်IELTS result ရတဲ့အချိန်မှာEnglish track နဲ့ခေါ်တဲ့ဟာတွေအကုန်လုံးကဘယ်လိုလဲဆိုတော့တော်တော်များများအကုန်လုံးအကြောင်းဝင်ခွင့်တွေအကုန်လုံးအပိတ်တလောင်နေပါဖြစ်နေအဲ့ဒီအချိန်မှာ English track နဲ့ဘယ်လိုမှမရတော့ဒါပေမဲ့ English track ကလည်းဖြေခဲ့ပြီးတော့ IELTS ကဖြေခဲ့ပြီးတော့တခုကောင်းတာကဒီမှာရောက်တဲ့အခါမှာကျတော့ IELTS ကကျွန်တော်က English track နဲ့ပဲသွားနေတယ်လို့ဆိုတော့အဲ့မှာအဆင်ပြေသွားမှာနော်ဒါပါဒါဒီဘက်မှာရောက်တဲ့ဟာတကယ်ណាအဓိကပြောချင်တာပါဆိုတော့ကိုရီးယားဒီခီးတယ်မှာနော်3လပိုင်းမှာတိုင်ငင်မှာဆိုလို့ရှိရင်အဲ့လိုမျိုးကန်ဆိုးမှုတွေဖြစ်ခဲ့တယ်ပြီးတော့ဒီ9လပိုင်းဒီ6လပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်ကန်ကောင်းတယ်လို့ပြောမှာပေါ့နော်ဂျားမှာဘယ်လိုဖြစ်လဲဆိုတော့ဒီအခုလက်ရှိ Gyeongsang University ကျောင်းဖြည့်တဲ့အချိန်မှာ interview ဖြည့်တဲ့အချိန်မှာလည်းဒီလက်က operation ခွဲရသေးတယ်2ကြိမ်တော့ခွဲရတယ်အဲ့ဒါတောင်ကုန်မှာတစ်ကြိမ်ရန်ကုန်မှာတစ်ကြိမ်ထပ်ခွဲရတာဘာမှမဟုတ်တဲ့ minor case လေးเนาะအဲ့လိုပုံစံမျိုးကျမ်းမာရေးဆိုလို့ရှိရင်ဦးရောင်းတာကြီးဖြစ်သေးတယ်အဲ့လိုမျိုးကျမ်းမာရေးရလဲအဲ့လိုမျိုးဟောရေးဖြစ်လူကစိတ်တက်တွေကလည်းတင်မှာထိုးကြပြီးတော့အဲ့လိုမျိုးငါဒီ6လပိုင်းမှာ intake မှာအမြဲဒါပေမဲ့ကျွန်တော်မှာအမြဲတစ်ခုရှိကျွန်တော်ဗာလဲဆိုတော့အဲ့လိုတခုဆိုရှင်တော့ negative visualization လုပ်တဲ့အချင်းတစ်ခုရှိပါတော့ဘယ်လိုလဲဆိုတော့မျော်လင့်နေဆိုပေမဲ့ဖြစ်မလာရင်ရောဘာလုပ်မှလဲဆိုတာမျိုးအများနဲ့တွေးထားဘူးလေအဲ့တော့ကျွန်တော်ဗာလဲဆိုတော့ဒါမှမဖြစ်လာရင်ငါဘာလုပ်မှလဲဆိုတော့ plan တွေတွေးထားဖို့ပဲပေါ့နော်အဓိကပြောချင်တာကကိုရီးယားလာမယ့်သူတွေဆိုလို့ရှိရင်လေဟိုအရင် expectation နဲ့မဖြစ်နေ expectation မဖြစ်နေဆိုတာကလည်းချက်မထားနေဆိုတာကဘောတစ်ခါတလေကြာကံကြောင်းတရားရဆိုတာကိုမမြင်ရတဲ့ဟာရှိတယ်လေကို3လပိုင်းမှာပြင်ဆင်နေရဆိုပြီးမှစူးစမ်းနေရဆိုတာအကြောင်းတစ်စုံတရာအကြောင်းတချို့ဆို reject ဖြစ်သွားတာတွေ deny ဖြစ်သွားတာတွေအများကြီးပဲရှိတယ်အဲ့လိုမျိုးဖြစ်သွားခဲ့ဆိုလို့ရှိရင်ကိုကတည်ရမှာသွားပြီး intake တွေရွှေ့ရပြီး2ခု3ခုလောက်လေအဲ့တော့ကျတော့ဗါလဲဆိုတော့အကောင်းဆုံးလုပ်မယ်ဒါပေမဲ့ကိုရီးယားကိုကျောင်းထဲမှာလာမယ်လို့စဉ်းစားထားရဆိုလို့ရှိရင်မရမချင်းလုပ်မယ်ဆိုတဲ့စိတ်ကိုမွေးငါတခုခုဆိုရင်စိတ်တက်ကြသွားတာမျိုးမလုံးနဲ့တစ်ခုကလေကိုဘာလုပ်နေဆိုတော့လူတွေကိုပေးမသိနဲ့အဲ့ဒါကရမ်းရေးကြီးတယ်ဒီမှာကျွန်တော်တို့ဘာလဲဆိုတော့ low key low profile နဲ့နေတာကပုံပြီးစင်ပဲကျွန်တော်ဆိုလို့ရှိရင်
အခုဒီကျွန်တော်ရောက်လာတာဘယ်သူမှတော့အကောင်လုံး surprise ဖြစ်သွားတယ်ဘာလို့လဲဆိုကျွန်တော်ဘာလုပ်နေပါလဲဆိုတာတော့တန်ရုံကလုံးဝကိုမှကျွန်တော် low key low profile နဲ့နေရတာကြိုက်တဲ့သူဖြစ်တယ်ဘယ်သူမှကျွန်တော်ချမပြဘူးဟိုဒီမှာဒီရောက်လာမှာကအကောင်လုံးဟာရောက်သွားပြီလားအဲ့လိုမျိုးဟင်ကလေးဟာနေဖြစ်သွားဘူးเนาะဒါပါဆိုအဲ့ကြောင့်ကိုလည်းအဓိကကိုပြင်ဆင်နေရဆိုလို့ရှိရင်ပဲလုံနေရပြီစူးစမ်းနေပြီလူတွေကိုပေးမသိနဲ့ကိုကလည်းကို low key low profile နဲ့နေပြီးရမှာကိုအောင်မြင်မှုတစ်ခုနဲ့စားတော့ပြောကိုဒီကိုရောက်ရှိလာခဲ့ပြီဆိုကြမှာလည်းကိုချပြသေးတယ်အဓိကကျွန်တော်တို့ဒီလာတဲ့ကိုရီးယားကိုပြင်ဆင်တဲ့ခီးစဉ်တစ်လျှောက်မှာလည်းကျွန်တော်အစမပြေမှုတွေကြုံမယ်ကိုထင်ထားသလိုတွေကိုမမျှော်လင့်ထားသလိုတွေလည်းဖြစ်နိုင်ခြေရှိရအဲ့ဒါကမြန်မာပြည်မှလည်းမဟုတ်ဘူးဒီကိုရီးယားရောက်လို့ဆိုပြီးတော့လေရာနှုန်းပြည့်အဆင်ပြေမယ်တော့မထင်နဲ့သိမလားဟိုအများတန်း challenge စိန်ခေါ်မှုတွေဆိုတော့ကနေရာပဲပြောင်းသွားတာရှိတယ်မြန်မာပြည်မှာကြုံရတဲ့စိန်ခေါ်မှုနဲ့ဒီကိုရီးယားမှာကြုံရတဲ့စိန်ခေါ်မှုအဲ့ဒါကွာလာတာပဲရှိမယ်ဒီမှာရောက်လို့လည်းဆက်ပြီးတော့အေးလူမထင်နဲ့ဒီမှာလည်းဆက်လို့ပဲចောင်းတိုင်းနဲ့တပန်းလုံးမယ်စပြီးရှင်အလုပ်တွေနဲ့အားဆက်တဲ့ pressure တွေမျိုးတုံရှိမှသိမလားအဲ့လိုကြောင့်ပြီးတော့ဒီမှာဆိုရှင်ဘာရှိမှစအလုပ် pressure ရှိမယ်ចောင်းဘွဲရပြီးတော့ဆိုရှင်အလုပ်ရှာရတာစသဖြင့်เนาะကျွန်တော်ဘာလဲဆိုတော့ဟိုပြီးတဲ့ major နဲ့လည်းအလောက်ကရပါမယ်လို့အတိအကျအာမခံချက်မရှိဘူးဆိုတော့ဟိုစိန်ခေါ်မှုတွေကကွာသွားမယ်သိရမလားအများတန်းတော့ဟိုရှိနေမှာပဲဒီမှာဒါတွေကိုကျွန်တော်ကဟိုကိုရင်းဆိုင်နိုင်အောင် handle လုပ်နိုင်အောင်ကိုပြင်ဆင်ထားမှာပေါ့နော်အဓိကဘယ်နေရာပဲရောက်ကျွန်တော်ကပြဿနာဆိုတာရှိနေမှာပဲဒုက္ခဆိုတာရှိနေမှာပဲအဆင်မပြေမှုတွေဆိုတာလည်းကြုံနေရမှာပဲအဓိကတော့စိတ်ဓာတ်မကြဖို့ပြောချင်တာအင်ဒိတ်တစ်ခုခုမှာပဲအလွဲချော်ဖြစ်ခဲ့တာတို့ something ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့ဆိုလို့ရှိရင်တော့စိတ်ဓာတ်မကြနဲ့ကိုကဒီຢာကိုရောက်အောင်လာခဲ့မယ်ဆိုလို့ရှိရင်ဟိုပြင်ဆင်စိတ်ဓာတ်ကိုလုံးဝအဆုံးထိလောကမရှော့ချပလိုင်းနေမှာเนาะကျွန်တော်ဆိုလို့ရှိရင်အသက်20ခွန်ကိုအသက်လဲကြီးနေပြီတော့ဟာငါ index ရွှေရင်ဘယ်လိုလုပ်မလဲဒီမှာငါဟိုသူများရဲ့လောကအမှ20လို့ကလေးလေးမျိုးဟိုဘယ်လိုလဲဆိုတော့ငယ်ပဲဆိုရင်ကိုပြဿနာမရှိကိုအသက်ရွယ်တစ်ခုရောက်နေပြီလေဖြစ်တဲ့အတွက်ဟိုဘယ်လိုဆိုကျွန်တော်ကကောက်ကိုလို့ကန်လိုက်ရင်ငယ်လားဆိုတော့လည်းမဟုတ်ဘူးကြီးလားဆိုတော့လည်းမဟုတ်ဘူး26ခွန်အရွယ်အခုဆိုဒီ9လပိုင်းဆိုကျွန်တော်29နှစ်ပြည့်ပြီเนาะအဲ့လိုမျိုးဆိုကျွန်တော်ကိုလိုကလည်းဖြစ်နေရွယ်ဆိုတော့ဟိုအဓိကပါ intake တွေပဲရွှေ့နေတာပေါ့နော်အဲကျွန်တော်တို့ဟို3လပိုင်းတော့ဆိုလို့ရှိရင်အလွဲဆော့ပြခဲ့တဲ့အချိန်မှာကျွန်တော်တကယ်တည်း2ရက်လောက်ကိုအိတ်မပြောတင်မလားဟိုဘီယာတောက်လို့ခါမှမသိဘူးရေတောက်လို့ရတာမှမသိဘူးဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်စိတ်နဲ့လူနဲ့မကပ်ပြီးတော့အဲ့လိုပုံစံမျိုးဖြစ်တာပေါ့နော်အဲဒါပေမဲ့အဓိကကိုပြန်ပြီးတော့တရားတွေပြန်နာရတယ်ပေါ့နော်ပြီးတော့တကယ်ချင်းတွေဆရာသမားတွေနဲ့စကားတွေပြောရရှင်ဖွင့်တယ်ပေါ့နော်အဲဒါသူတို့တွေစီကခွန်အားပေးမှုတွေတရားတွေစီကရခဲ့တဲ့စာအုပ်တွေကနေပြီးဖတ်ခဲ့တဲ့တိပညာတွေကနေပဲကိုပြန်ပြီးတော့ဒါထူမှန်းရတာပေါ့နော်အဲ့ဘွားမှာလည်းအဲ့လိုပဲကျွန်တော်ကိုရီးယားကိုပဲပြင်ဆင်တာပဲဖြစ်ကြုံရလိမ့်မယ်စင်ပြေရည်စိတ်ရှုပ်စရာတွေစိတ်ညစ်စရာတွေစားနမ်းပြင်ဆင်ရတာတွေလည်းတစ်ခါတလေအရန်ကောင်းခဲရတယ်delivery နဲ့ကျွန်တော်ဘာလဲဆိုလို့ရှိရင် made to sign နဲ့ပဲလုပ်ကြွေးနေရတာเนาะဟိုကျွန်တော်ဘာလဲဆိုရှင်ဒီ showman ဒီ address ဆိုလို့ရှင် bank statement တွေကဘဏ်ဟောအများအားသွားနေတာတစ်ခါတလေဆိုလို့ရှင်ကျောင်းတစ်ကျောင်းကိုတစ်ခါထုတ်လိုက်ရနောက်ကျောင်းကြလို့ရှင်အချင်းဟိုရှေ့ရဟာထုတ်ပြီးသားအဆင်မပြေတော့တစ်ခါနောက်ကထပ်ထုတ်လိုက်အဲ့လိုပုံစံမျိုးပေါ့နော်စသဖြင့်ဒီစိတ်ရှုပ်မှုတွေအကျုံးကိုကျုံအောင်เนาะဒါမျိုးဒါတွေကိုတော့ခဏဖြုတ်တော့တီးခန့်နိုင်ရမယ်ပေါ့နော်အဓိကတော့ဆောင်းတာဖြစ်လို့ဘယ်ရမှာတော့လွယ်နေမြဟုတ်တယ်မလားအခွန်ဒုဘွားကြီးမှာကျွန်တော်ဒုက္ခတွေနဲ့ပဲဖွဲ့စည်းထားဆိုတော့မသိမချင်းကတော့ကြုံနေရမှာပဲအဲ့တော့ဒီအလောက်အစားတော့ကိုပြဿနာလို့မထင်နဲ့တချို့ကိုတွေးရမှာတချို့ဆိုရှင်ကိုလိုမျိုးစူးစမ်းကျင်တာတော့မှစူးစမ်းခွင့်မရှိတဲ့သူတွေအများကြီးပဲရှိရလေဒီမလားဟိုလိုမျိုးကိုလိုမျိုးကံမကောင်းတဲ့သူတွေအများကြီးပဲကိုကပြင်ဆင်မှုကံကောင်းနေဆိုလို့ရှိရင်အဲ့ဟာကိုဟိုဘယ်လိုလဲဆိုတော့သူများရည်နဲ့ရှင်ကြီးကြည့်မယ်ဆိုရင်ကိုအများကြီးကံကောင်းနေဆိုတော့တွေးတာအဓိကအဲ့ဒါလာပြောပြတာโอเคနောက်ဗီဒီယိုမှာပြန်ဆုံးပါမယ်တတား